တနေ့လုံးပြင်မှာလှုပ်လှုပ်ခဲတုန်းကစိတ်ရှင်လေးရှိခဲ့ပြီမဲ့အိမ်တကားဝလည်းရောက်ရောဒါမှမဟုတ်အိမ်သားတွေနဲ့စကားပြောလိုက်တာနဲ့ဘာဖြစ်လို့ချစ်ချင်းစိတ်တူသွားရတာလဲဒီလိုဖြစ်နေတယ်ဆိုရင်သင်ဟာလူဆိုတယောက်မို့လို့မဟုတ်ပါဘူးအဖြေကသင်ရဲ့ energy ဆွဲနေမှရှိနေပါတယ်ကျွန်တော်တို့ဟာပြင်မှာတစ်နေ့လုံးကျင်နေတဲ့အခါတခြားသူတွေရဲ့စိတ်တုံမှုစိတ်ဖိစီးမှုနဲ့ negative energy တွေကိုကိုယ့်ရဲ့စွမ်းအင်ဆက်ခွင့် era ထဲမှာသက်ဆောင်လာတတ်ကြပါတယ်ဒါကို energy contamination လို့ခေါ်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါဒီစွမ်းရည်တွေကအနားယူခြင်းနဲ့စိတ်နဲ့ပေါ်တိုင်ပြီးစိတ်တိုးတာပောက်ကွဲတာတွေဖြစ်လာတာပါ။ဒီလိုဖြစ်လာတယ်ဆိုရင်ဖြစ်ရှင်းရမယ့်နည်းလမ်းတွေရှိပါတယ်။ပထမဆုံးချိန်ကတော့အိမ်ပြန်ရောက်ခြင်းဝတ်စားကိုချက်ချင်းလဲပြတ်ပါ။ပြီးရင်ရေချိုးပြီးမှတင်ရဲ့ဒီတော့မှကပ်ပါလာတဲ့အခြားသူတွေရဲ့စွမ်းအင်ညစ်ပတ်မှုတွေကိုစိတ်ကြောတန့်စင်ပေးနိုင်ပါတယ်။နောက်ပြီးတော့အသက်ကိုပြင်းပြင်းရှူပြီးကိုပြန်ပြောပါပြင်က energy တွေပြင်မှာကျန်နေခဲ့ပြီငါဟာခုငင်းချမ်းနေပြီလို့ကိုပြန်ပြောပါဒီနည်းလမ်းလေးတွေကိုလုပ်ကြည့်ပြီးအဆင်ပြေဆိုရင် comment မှာလာရောက်ရေးသားလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်